皆さんこんにちは。介護家庭မိご飯30နဲ့တစ်ချိန်မြောက်မိご飯နော်အဲ့60နံပါတ်60နဲ့1ကနေစရင်နော်ဆက်လိုက်ကြည့်အောင်61ကကျတော့介護家庭の目的に関する次の記述のうち最も適切なものを一つ選びなさい。介護家庭ရဲ့ရည်ရွယ်ချက်ကိုပဲမိထားတာဖြစ်ပါတယ်ပေါ့နော်ရည်ရွယ်ချက်ကပါလေပါပဲဆိုတော့နံပါတ်1ကကျတော့療者の自立を支援する療者さんရဲ့ဒီ自立ပါနော်自立လို့ခေါ်တဲ့ဒီကိုယ်ပိုင်ကိုလှုပ်ချင်တယ်တွားချင်တယ်နေချင်တယ်ဆိုတဲ့နေထိုင်မှုဘဝကို自立ဖြစ်အောင်ငါတို့အနေနဲ့အကူအညီပေးတာဆိုတော့ခိုက်ကောက်ခတ်တဲ့ရဲ့မခုတကယ်အဲ့ဒါဟုတ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီထပ်တင်တော်တဲ့ဟာပါတယ်ဆိုရင်အဲ့ထပ်ပို့ပြီးတော့မှတင်တော်တဲ့အကြောင်းအရာကိုတော့ယူပြရမှာလीနော်အဲ့တော့ဒီဟာလေးကိုခဏထားခဲ့မယ်ပေါ့နော်そのနံပါတ်2ကိုကြည့်မယ်နံပါတ်2ကကျတော့かっこいい的な介護を実践するかっこいい的ဆိုတာလုံးဝတတ်တမတ်တဲ့ပုံစံနဲ့ဖြစ်တဲ့ကြရလို့ချင်ပေးမယ်ဥပမာဒီတွေးတဲ့ယူရိုလို့တဲ့လူဆိုရင်တတ်တမတ်လုံးတစ်ချက်လုံးလုံးဝကိုဒီတွေးတဲ့ယူရိုပဲလုပ်မယ်ဆိုတဲ့ဟာကိုပြောတာပေါ့နော်အဲ့လိုမျိုးပုံစံမဟုတ်ဆိုတော့တွေးတဲ့ယူရိုကလိုအပ်ငါတို့တွေးတဲ့ယူရိုလို့ဟမယ်လို့တတ်မှတ်ထားတယ်လို့ဆိုရင်တော့လုံးဝတွေးတဲ့ယူရိုလို့ဒါတော့မှန်တယ်ဒါပေမဲ့လို့လိုအပ်လာတယ်ဆိုရင်両者ဆိုင်ရဲ့ဒီ情報ဟင်ကာပါနော်ကျိုးဟိုအပြောင်းလဲရှိရဆိုအဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှငါတို့တွေလိုက်ပြောင်းလဲပေးဖို့လိုတယ်ဆိုတဲ့ဟာလေးကိုလည်းသိထားပေးပါမယ်နော်ဆိုတော့လိုအပ်တဲ့အချိန်တွေမှာလိုအပ်လာတယ်ဆိုရင်လိုအပ်တဲ့အချိန်တွေလိုမျိုးမှသူနဲ့သက်ဆိုင်တဲ့နေပယ်ကလူနဲ့တွားပြီးဆိုတာလုပ်ပေးဖို့လိုတယ်လို့ဟာဆိုရဟာလည်းသိထားပေးဖို့နော်はい、そうနံပါတ်လောဆယ်နံပါတ်2ကတော့လုံးဝ明らかに×です3番ကကျတော့介護福祉職の尊厳を保持する介護အလုပ်သမားရဲ့尊厳ဆိုတာဒီဘယ်လိုပြောမလဲလေးစားလိုက်နာမှုလေးစားလိုက်နာခွင့်အာဏာဆိုတဲ့ဟာတွေကိုငါတို့ကထိမ့်သိမ်းပေးမယ်လို့ပြောတာလားဒါကငါတို့ထိမ့်သိမ်းပေးရမှာကငါတို့ရဲ့介護အလုပ်သမားရဲ့မဟုတ်ဘူးကာယကရှင်ဖြစ်တဲ့လျှော်ရှာဆန်ပေါ့နော်ဟိုနေကိုငါတို့အနေနဲ့လေးစားလိုက်နာပေးရမယ်ကာယကရှင်ရဲ့ဒီရပိုင်ခွင့်အာဏာတွေကိုထိမ့်သိမ်းပေးရမယ်ဆိုရင်တော့မှန်လိမ့်မယ်ပေါ့နော်နံပါတ်4ကကျတော့家族介護者の自己実現を図る家族介護者မိသားစုထဲမှာအကူအညီပေးနေတဲ့လူပေါ့နော်မိသားစုထဲမှာလျှော်ရှာဆန်ကိုcareလုပ်ပေးနေတဲ့လူရဲ့自己実現ဆိုတာကိုဖြစ်ချင်တဲ့ပုံစံကိုကိုယ်ကအကောင့်တွေပို့ချင်းဆိုတဲ့ဟာကိုကူညီဆောင်ရွက်ပေးမယ်လို့ပြောထားတဲ့အတွက်မားတယ်ပေါ့နော်ဒါလည်းလျှော်ရှာဆန်ဟိုနည်းကကိုဖြစ်ချင်တဲ့နေထိုင်မှုဘောအကောင့်တွေပုံမယ်ဆိုရင်တော့နံပါတ်4ကမှန်တယ်ပေါ့နော်အခုက家族介護者ပြောတဲ့အတွက်မားလာတာငါကကျတော့介護側に基づいて介護を実践するဒီごめん介護側じゃない経験側ဆိုတာ経験ဆိုတဲ့ဒီအတွေ့အကြုံရှိရဆိုတဲ့အခြေအနေထားကိုအခြေခံပြီးတော့မှပဲအကူအညီပေးမယ်ပေါ့နော်ဆိုတော့အတွေ့အကြုံရှိတဲ့အနေထားဆိုရင်အကူအညီမပေးတော့ဆိုတဲ့ပုံစံကိုပြောချင်တာကွယ်အဲ့တော့နံပါတ်5ကလည်းမှားရတယ်ဆိုတော့နံပါတ်1တက်တင်တော်တဲ့အထီးကမရှိတော့ဘူးပေါ့နော်